English ကိုတချို့တွေက language of music လို့တင်စားလေးရှိပါတယ်။ Hollywood ပဲလေနော်။စကားပြောရတာတရှင်းဆိုရတယ်လို့ပဲ။နေတန်လေးမြင့်တန်လေးနဲ့ဆိုတော့ဂီတဆန်ဆန်ဘာသာစကားလို့တင်စားတာမမှားပါဘူး။ကျွန်တော်အခုလေ့လာကြမယ် intonation ဆိုတာဒီဘာသာစကားရဲ့တန်ဆင်ပဲဗျ။ပြောရင်ဘယ်နာလေးမှာမြင့်သွားတယ်ဘယ်နာလေးမှာနှိမ့်သွားတယ်ဆိုရင် the out of rise and fall ဆိုတာ intonation ပဲ So today I would like to give you some tips that would help you master intonation.Oh, wait. ကျွန်တော်ဆန္ဒပြောသွားတဲ့စာကြောင်းပါ intonation ပါမတော့ So, today I would like to give you some tips that would help you master intonation. So, ကျွန်တော်တို့ intonation ကကိုယ့်လိုအင်္ဂလိပ်စာကိုဘယ်လိုပို့ပြီးတော့ကူညီပေးမှလဲဆိုတော့ကျွန်တော်အရင်ဆုံးကြည့်အောင်။ဆိုတော့ intonation ပါလာတဲ့အခါကျရင်အတန်ထွက်ကပို့ပြီးတော့ဘာဝဆန်ဆန်ဖြစ်လာတယ်။တနည်းပြောရမယ်ဆိုရင်တော့အနေမြင့်တက်ကြမရှိတဲ့အတန်မျိုးမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ဘာဝဆန်ဆန် natural ဆန်ဆန်ဖြစ်လာတယ်။ဆိုတော့ကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကိုပို့ပြီးတော့ပေါ်လွင်အောင်ဖော်ပြနိုင်တယ်။နောက်တစ်ခုကကျတော့အရေးကြီးတဲ့စကားလုံးတွေကိုဖိပြီးပြောလာတာဖြစ်တဲ့အတွက်ကြောင့်မလို့အတိတ်ပဲကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းပြောနိုင်တယ်။ဒီအားတော့ကကျွန်တော်တို့ဗီဒီယိုတက်လုပ်ပေးတာရှိတယ်။ဆိုတော့ comment on မှာ link ချပေးရပါမယ်ခင်ဗျာ။ Soနောက်တစ်ခုကကျတော့အတန်ကတဒန်းနဲ့မဟုတ်တော့ဘူးဒါကြောင့်မလို့နားထောင်တဲ့သူကိုလည်းပို့ပြီးတော့စိတ်ဝင်စားစေကိုလိုကိုရင်ကလည်းနေမင်းတက်ကြမရှိဘဲနဲ့တဒန်းနဲ့ပြောနေတဲ့လေတံမျိုးကိုကြားရတာစိတ်ထဲမှာ Yeah I know that feeling man I know that feeling Okay တကယ်လို့ကိုလိုမှလည်းဆွမ်းနာပြောသူလိုမျိုးအနေမင်းတက်ကြမလို့ပါတယ်စိတ်ကိုစစံလေတံမျိုးရှိနေရဆိုရင်အားမရပါနဲ့ဒါလန်ဒရိုင်းတောက်တဲ့နေရာမှာကြုံမှုတာပါပဲဆိုတော့အနေမင်းတက်ကြမပါဘူးဆိုရင်တစ်ခုတည်းသော solution ကထည့်လိုက်ပါဘာပိုင်ထည့်ရပါဘူးဒီလိုကြောက်လဲရလွယ်သလိုတော့ရှိတာပဲနော်ဒီခက်တဲ့အပိုင်းကဘယ်နေရာမှာနေလို့ဘယ်နေရာမှာငှင်းရမယ်မသိဘူးဖြစ်နေပြန်ရောရဆိုတော့ဒီဗီဒီယိုကကိုယ့်အတွက်အဲ့မေကွန်လေးကိုဖြည့်ပေးတော့မယ်ခုလိုမှတ်စရာစကားလုံးလေး၃လုံးရှိပါလိမ့်မယ် rise for တခုချင်းစီက native တွေအပြောများရဲ့အနေမြင့်တဲ့နေပဲမဟုတ်လို့တစ်ပိုင်းချင်းစီကိုနားလည်သွားရဲဆိုရင်ကိုလို English speaking မှာတေချာပေါ့ပြန်အသုံးချလို့ရမှာပါ Firstly right ကျွန်တော်လက်ထိတ်ကငွေငါရောက်တဲ့အနေရ English လို့မေးရဆိုပါစို့Do you want parsley in your mohinga? ဒီမေးခွန်းလေးဆိုရင် yes or no question ပြ။ငွေငါရဲ့မှာနည်းနည်းမထည့်ပါလား။ဆိုတော့ကျွန်တော်အတန်လေးကိုနောက်ဆုံးနှမ်းလေးမှာမြင့်ပြီးတော့ပြောသွားတော့တွေးထားမိလား။ Come on, let me say one more time. Do you want parsley in your mohinga? Mohinga ကမှအတန်ကိုမြင့်သွားပြီ။ဆိုတော့ကျွန်တော်ကလည်း no I don't wantဒါပေမဲ့သူထည့်လိုက်တာပါဆိုတော့ yes or no question တွေအပြင် alternative question တွေဆိုရဲရွေးစရာပေးရမေးခွန်းတွေဆိုရင်လည်းကျွန်တော်တို့က rise intonation ဆိုပြီးတော့ကျွန်တော်အတန်ကိုအဆုံးနှားလေးမှာမြင့်ပြီးပြောသေးရှိရပေါ့နော် Are you coming or not? Are you coming or not? အတန်ကိုမြင့်လာတယ်ဆိုတော့လာမလားမလာဘူးလားဆိုတော့နိုင်ငံခြားကလေး Halloween မှာကျွန်တော်တို့တခြားလုံးတောင်းတဲ့ trick or treat ဆိုရင်လည်း treat မှာအတန်ကိုမြင့်သွားတယ်ဘာလို့ဆိုတော့ရွေးစရာပေးရအခြေအနေမဟုတ်လို့ Now do or die လုံးမလားမလုံးဘူးလားဒီလိုအခြေအနေပေါ့နော်သူတို့တွေကတစ်ခါလေကြရင်ရိုးရိုးစာကြောင်းတွေကိုအတန်မြင့်ပြီးပြောရုံနဲ့ yes or no question တွေလည်းလုပ်တတ်ပါသေးတယ်။ဥပမာဆိုရင် Oh, this is Henry's favorite flower? Flower? ဒါပေမဲ့ right intonation မပါဘူးဆိုရင် This is Henry's favorite flower. Flower မတူပါဘူး။ So, this is Henry's favorite flower. ဆိုတော့ဒါက Henry ရဲ့အကြိုက်ဆုံးပန်းလားဒီလိုပုံစံမျိုးဖြစ်သွားပါဘော။ There's nothing in the fridge. ရေခဲတဲ့မှာဘာမှမရှိဘူးလားSee လုံးဝ magic words ပဲညတော့အပြင်မေးခွန်းလုပ်ရှင်အတန်လေးမြင့်လိုက်ရောပဲဒါပေမဲ့ WH question တွေကိုတော့မြင့်ပြီးတော့ပြောလို့မရှိဘူးဗျမြင့်မပြောဘူးဆိုရင်ဆန့်ကျင်ဘက်နေနဲ့နှိမ့်ပြောရမှာပေါ့ Yeah ဒါဆိုရင် secondly for ဒီတစ်ခါကျတော့ကျွန်တော်အတန်အတွက်နှိမ့်သွားအောင်လို့ပြောကြည့်ရအောင်ပါ Please repeat after me I'm hungry I'm free tomorrow I've finished reading that bookစာကြောင်းရဲ့အဆုံးသားလေးမှာအတန်ကြသွားတော့တတိချမိလားဗျအဲ့လိုအကြတန်လေးတွေကိုဘယ်နေရာမှာသုံးလဲဆိုရင်ကိုပြောတဲ့အကြောင်းအရာကတေချာရဲ့အခါဒါမှမဟုတ်ပြီးပြတ်သွားတဲ့အခါပေါ့ Get home by 10 See ဂျာဒီနီယာမှာမြင့်မပြော We'll meet again somehow ဟာကိုဒီချင်းနဲ့အသေးမမသေးချရအောင်ဖော်သုံးလို့အဆင်ပြေပါမလား Yeah ပြီးပြတ်သွားရဲ့ချိန်နေပဲဟာရပါတယ်I finished my dinner. I'll call you at 9. Now be the very question is me လေအတန်ကကျသွားရဲ့ဗျ When does the bus really arrive? What are we having for lunch? See ဒီမှာလည်းအတန်ကျသွားပါရဲ့
ဆိုတော့ကိုလိုလေကျွန်တော်တို့ live for ရခက်မယ်မတင်ပါဘူး thirdly fall rights IELTS speaking test ကိုဖြေမှာဆိုပေမဲ့ပုံမှန် English ကိုပြောပြီးတော့လေ့ကျင့်မနေဘူးဆိုရင်အဆင်ပြေပါကိုလိုလေတည်ပြီးသားပါ English ကိုအပြန်အလှန်ဖိဖိစီးစီးနဲ့ပြောပြီးမှမလေ့ကျင့်ဘူးဆိုရင်ရလာမယ့် result ကိုကိုလိုခံမှန်းမိသား right ဆိုတော့ကိုလိုလေ့ကျင့်နေဒါပေမဲ့ကိုလိုစကားပြောရရင်မှန်လားမှားလားဆိုတာကို feedback ပေးမဲ့သူမရှိဘူးပြန်ပြင်ပေးမဲ့သူမရှိဘူးနောက်ပြီးတော့ဘယ်လိုပြောတင်လဲဆိုတာကိုအကြံပေးမဲ့သူမရှိဘူးဒီလိုပြဿနာတွေကိုကိုလိုရင်ဆိုင်နေရတယ်ဆိုရင်တော့ကျွန်တော်တို့ double မှာ one-on-one speaking ကျင့်လို့ရတဲ့ package တွေတခုရှိပါတယ် Talky Partner one-on-one speaking package ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကအတန်းတက်ပြီးတော့စာသင်ရမှာမျိုးမဟုတ်ဘဲနဲ့ instructor ပြင်ဆင်ထားတဲ့ speaking activities တွေနဲ့လက်တွေ့ဘဝကအခြေအနေအတိုင်းပဲကျွန်တော်တို့ကသူတပြန်ကိုယ်တပြန်စကားပြောပြီးတော့လေ့ကျင့်ရမှာမျိုးဖြစ်ပါတယ်နောက်တစ်ခုကကျတော့ one-on-one ဖြစ်တဲ့အတွက်ကြောင့်မလို့ instructor နဲ့ကိုယ်နဲ့ပဲရှိမှာပါဆိုတော့မှားမှာတို့တလွဲလုံးမိမှာတို့ကြောက်စရာမလိုပါဘူးတကယ်လို့မှားတော့ရဆိုရင်တော့မှကိုလိုအားနေတဲ့နေရာတွေအတွက်ကျွန်တော်တို့က feedback တွေပြင်ဆင်နည်းတွေနဲ့ပြီးတော့ရခါကျတော့လေ့ကျင့်မှုတွေဖြစ်လန်းနည်းတွေကိုလည်းပြန်ပြီးတော့ပေးသွားအောင်မှာမို့လို့ကိုလိုရဲ့ speaking ဆိုတဲ့အပူလုံးကြီးကတော့တော်တော်လေးကြာတော့လုံလောက်မယ်လို့ထင်ပါတယ်ကျွန်တော်တို့ရဲ့ talky partner နဲ့လာဆိုရင် IELTS speaking တွေမကဘဲနဲ့တကယ်လက်တွေ့ဘဝ English conversation တွေကိုကိုလိုကောင်းကောင်း handle လုပ်လာနိုင်ပါလိမ့်မယ်ပြီးတော့ရခါကျတော့ကိုလိုစကားပြောတဲ့အကျင့်လေးရှိလာအောင်လို့16ရက်စာသို့မဟုတ်8ရက်စာ package တွေဆိုပြီးတော့ကျွန်တော်တို့မှာရှိကြတယ်တစ်ပတ်ကို4ရက်ဖြစ်ဖြစ်တစ်ပတ်ကို2ရက်ဖြစ်ဖြစ်ကိုအားရဲ့အချိန်လိုက်တစ်ရက်ကို45မိနစ်စာလောက် schedule ယူပြီးတော့လေ့ကျင့်နေုံပါပဲဆိုတော့ somewhere ကနေရောက်ခါမှာစိတ်တွေလှုပ်ရှားပြီးတော့ဘာပြောလို့ပြောရမှာမသိတဲ့အချိန်ကြတော့မှငါ talky partner နဲ့မလေ့ကျင့်ခဲ့ရလေချင်းဆိုပြီးနောက်နိုင်ရနေမယ်နော်ဆိုတော့စိတ်ကူးရအတိုင်းဘလုံးဖွင့်နေဖို့အတွက်ကျွန်တော်တို့ chat box ကိုအခုပဲလာပြီးတော့စာပို့လိုက်ပါခင်ဗျာfall rights ကတော့ fall နဲ့ဆန့်ကျင်ဘက်ပဲဗျတခုခုမပြီးပြတဲ့အခြေအနေမျိုးမသေးကြတဲ့အခြေအနေမျိုးပေါ့ရင်းတောင်ပြောရမယ်ဆိုရင်စာကြောင်းပြောနေရင်တစ်ဖက်နားရဲ့အခါမှာ fall rights intonation ကိုကြားလေရှိရဗျများသောအားဖြင့်ကိုပြောနေတဲ့စာကြောင်းမပြီးသေးဘူးစဉ်းစားချိန်ခဏယူအောင်မယ်ဆိုတဲ့အခြေအနေမျိုးပေါ့ I'm not done yet but I will submit the assignment tomorrow but I will submit the assignment tomorrow ဆိုတာတေးကြတယ်အားကြောင့်မလို့ကျွန်တော်တို့ fall နဲ့ပြောရဲဒါပေမဲ့ခြားမှာတစ်ဖက်နားရဲ့အခြေအနေ I'm not done yet အပေါ်ကိုကျွန်တော်တို့က done မှာကြာသွားပြီးတော့ yet မှာမြင့်သွားတာဖြစ်ပါတယ်ဆိုတော့ကြာပြီးတော့မှမြင့်သွားတာဖြစ်တဲ့ကြောင့်မလို့ fall rights ပေါ့ usually I don't like fish but that grilled fish was delicious ပုံမှန်ဆိုရင်တော့ကွာငါမကြိုက်ဘူးဒါပေမဲ့အဲ့ငါးကင်ကတော့ share ပဲဆိုတဲ့အချိန်မျိုးဆိုတော့ fall rights နဲ့ fall နဲ့ကိုကျွန်တော်တို့နိုင်ရှင်ပြီးပြောကြည့်အောင် I don't like fish စီတော့တေးကြတယ်ပြတ်သားတယ် statement ပေးတဲ့ပုံစံ I don't like fish ဆိုတော့ကျွန်တော်တို့ကအတန်ဝင်နောက်ဆုံးမှမြင့်သွားတယ်ဒါကတခြားနည်းနည်းပြောစရာရှိတဲ့အခြေအနေပုံစံစဉ်းစားဖို့အချိန်ယူနေသို့မဟုတ်မတေးကြသလိုမရှိရသလိုပုံစံမျိုးပေါက်ပါတယ် I thought I charged my phone but the switch was turned off see I thought I charged my phone ဒီမှာဆိုအတန်ပြတ်တယ် I thought I charged my phone but the switch was turned off okay intonation ဆိုတာဘာလဲဆိုတော့သိသွားပြီအဲ့သိသွားပြီဆိုတာ ਨੇ ကျွန်တော်တို့လေသိန်းကချက်ချင်းပြောင်းလဲတော့မှာမဟုတ်ပါဘူးတကယ်စကားပြောတဲ့အချိန်ဘယ်လေသိန်းကိုပြောရမယ်လို့တွေးမိမှာမဟုတ်ပါဘူး activation ပဲခေါ်ခေါ် apply လုပ်တယ်ပဲခေါ်ခေါ်ဒီလေသိန်းတွေစကားပြောတဲ့အခါမှာတကယ်ထွက်လာအောင်လုပ်ရမယ်အပိုင်းအခုမှစမှာ towards pronunciation practice လေ့ကျင့်မှုပါပဲနဲ့တော့ဘယ်အရာကိုမှကျွမ်းကျင်ရှိချင်လို့မရပါဘူးတကယ်လို့ကိုလိုကအင်္ဂလိပ်စကားပြောတာလေသိန်းမပန်ဘူးထင်ရင်ဒီကြောင့် sharing လုပ်ကြည့်ဖို့အကြံပေးပါစေကျွန်တော်ဆိုရင် online ကနေပြီးတော့ listening test တွေနဲ့ pronunciation practice ကျင့်နေရှိပါတယ်အတန်တွေကိုနားထောင်ပြီးတော့ speaker ရဲ့အတန်အတွက်အတိုင်းတူအောင်လိုက်ပြောတာမျိုးကလည်းကိုလိုလိုက်လုပ်ကြည့်တဲ့ sharing ပါပဲသူတို့ဘာပြောနေလဲမသိဘူးဆိုရင်တော့ practice တက်တော်များများက transcript တွေပါပါတယ်ဆိုတော့ကြည့်ဖတ်ချင်လည်းအဆင်ပြေပါတယ် movie တွေကအတိုင်းမှန်ကြည့်ပြီးတော့လိုက်ပြောတာမျိုးတွေပြီးလက်ချင်းတွေလိုက်ဆိုတာကလည်း sharing practice ပါပဲအားထောင်မယ်လိုက်ပြောမယ်ကိုလိုလို့ဆရာဆိုတော့ဒါပဲရှိတယ် you had one job my friend you had one job ဒီတခါကိုလိုရဲ့ပင့်ကိုကေအားစာရေးစပွဲစီအလေတစ်ခေါက်ပြန်ရောက်ခဲ့လို့ shadowing လုပ်ပြတဲ့အခါမှာကိုနားထောင်တဲ့သူတွေရဲ့လေသိမ်းမှာဘယ်နေရာ for ဘယ်နေရာက right ဆိုတာကိုအာရုံစိုက်ပြီးတော့နားထောင်ပြီးတော့လိုက်ပြောကြည့်ပါကိုအတန်တွက်ကလိုက်ပြီးတော့တူပါနိုင်ဆိုရင်ပို့ပြီးတော့တိကျလာတာကိုသတိထားမိပါလိမ့်မယ်ဒါအောင်မှရှေ့ဗီဒီယိုမှာပြောခဲ့တဲ့ word stress တွေ sentence stress တွေကိုပါထပ်ပြီးတော့အာရုံစိုက်နေရင်လအနေငယ်ကြတဲ့အခါမှာကိုလိုရဲ့စကားပြောအတန်တွက်ကကျွန်တော်နဲ့ Elizabeth Olsen ရဲ့မင်္ဂလာဆောင်လိုမျိုး so perfect ဒီဗီဒီယိုကနေပြီးတော့ကိုလိုရဲ့ English journey အတွက်အသုံးဝင်တာတစ်ခုရသွားရဲဆိုရင်နောက်ထပ်အသုံးဝင်တာတွေမှမလွတ်သွားစေချင်တာကြောင့်မလို့ like and subscribe လုပ်ထားဖို့အတွက်တိုက်တွန်းပါရစေခင်ဗျာကိုလိုအနေနဲ့ English စာနဲ့ပတ်သက်ပြီးသိချင်တာတစ်ခုကိုများရှိရင် comment မှာရေးထားခဲ့လို့ရပါတယ်ကျွန်တော်မြင်ဖတ်ပါတယ်ကျွန်တော်တို့ကတော့ကိုလိုရဲ့ language doctor တဝက်လို့ပါ